ထိုင်းနိုင်ငံချင်းမိုင်မှာဘတ်တစ်ထောင်တန်ငွေစက္ကူအတုတွေအများပြားပြန့်နှံ့နေပါတယ်။ဈေးတွေဟာတစ်ခါတည်းနဲ့၄ရွက်အထိတောင်အတုတွေလက်ခံရရှိနေတယ်လို့ဆိုပါတယ်။ဈေးတွေရဲ့ပြောကြားချက်အရငွေစက္ကူအတုလုပ်တဲ့သူတွေဟာအရန်ကိုကျွမ်းကျင်လာတာကြောင့်အစစ်နဲ့အတုကိုခွဲခြားဖို့ခက်ခဲလာပါတယ်။ငွေစက္ကူအတုတွေကစက္ကူသားအယောင်နဲ့ရေစာဝါတာမတ်တွေပါအစစ်နဲ့တော်တော်လေးဆင်နေပါတယ်။ဒီငွေအတုတွေကြောင့်ဈေးတွေဟာစိတ်ပူပန်နေကြပြီးကိုမှရတဲ့ငွေတွေကိုတခြားလူတွေကိုပြန်ပေးမိရင်လည်းမသိပဲဥပဒေချိုးဖောက်ရာရောက်သွားမှလည်းစိုးရိမ်နေကြပါတယ်။ထိုင်းဗဟိုဘဏ် Bank of Thailand ရဲ့ထုတ်ပြန်ချက်အရပြီးခဲ့တဲ့ဩဂုတ်လနဲ့စက်တင်ဘာလအတွင်းမှာထိုင်းမြောက်ပိုင်းမှာစုစုပေါင်းငွေအတုအရွက်90တွေ့ရှိခဲ့ပြီးအဲ့ဒီတဲကအများစုဟာချင်းမိုင်မှာ16ရွက်နဲ့ချင်းရိုင်မှာ28ရွက်တို့တွေ့ရှိခဲ့ပါတယ်။တွေ့ရှိရတဲ့ငွေအတုတွေထဲမှာဘတ်တစ်ထောင်တန်ငွေစက္ကူအတုတွေကအများဆုံးဖြစ်နေပါတယ်။ဘန်ရီမှာဆိုရင်ခရမ်းလုံရောင်ကြီး UV light နဲ့စစ်ဆေးတဲ့စက်တွေရှိလို့ချက်ချင်းသိနိုင်ပေမဲ့ဈေးတွေအတွက်အလွယ်တကူစစ်ဆေးနိုင်မဲ့နီလန်3ခုကိုထိုင်းအာဏာပိုင်တွေကအကြံပြုထားပါတယ်။နံပါတ်1ထိတွေ့ကြည့်ပါငွေစက္ကူရဲ့စက္ကူသားကိုစမ်းကြည့်ပါငွေစက္ကူအစစ်ဟာကျန်းတမ်းပြီးပုံနှိပ်ထားတဲ့စာသားတွေကထင်းထင်းရှင်းရှင်းဖြစ်နေပါလိမ့်မယ်။အတုတွေနဲ့ရောနှောပါလာရင်အစစ်နဲ့အတုရဲ့ကွာခြားမှုကိုချက်ချင်းသိနိုင်ပါတယ်။နံပါတ်2အလင်းရောင်နဲ့ထိုးကြည့်ပါငွေစက္ကူကိုအလင်းရောင်နဲ့ထိုးကြည့်လိုက်ပါဘရင်ပုံသူပါတဲ့ရေစာဝါတာမတ်ရဲ့အရေးကိုရှင်းရှင်းလင်းလင်းမြင်ရပါလိမ့်မယ်လုံခြုံရေးကျိုးတွေဟာလည်းစက္ကူသားထဲမှာတစ်ဆက်တည်းဆက်နေတာကိုမြင်ရပါလိမ့်မယ်ပတ်စံကိုစောင်းပြီးကြည့်ကြည့်ပါငွေစက္ကူကိုစောင်းကြည့်လိုက်ပါမှင်နဲ့ရိုက်နှိပ်ထားတဲ့ကနန်းတွေနဲ့အယောင်တွေဟာကြည့်လိုက်တဲ့ down light အယောင်ပြောင်းလဲသွားတာကိုတွေ့ရပါလိမ့်မယ်အယောင်ပြောင်းလဲသွားရင်ဒါဟာငွေစက္ကူအစစ်ဖြစ်နိုင်ခြေများပါတယ်